ထိုင်းနိုင်ငံမှာကြောင်းတက်ဖို့အတွက်ဘယ်ကြောင်းရွေးရမလဲဆိုတာကိုစဉ်းစားနေပါသလား Hi guys ဒီပါထိုင်းနိုင်ငံမှာကြောင်းတက်ချင်တယ်ကျောင်းစိတ်လည်းတက်တာရမယ်ကျောင်းအဆောင်လည်းပေးတယ်ကျောင်းရဲ့ ranking ကလည်းကောင်းတယ်မြန်မာကျောင်းသားတွေလည်းများမယ် scholarship လည်းပေးတဲ့ကျောင်းကိုရှာနေမယ်ဆိုရင်တော့ Met Falun တက္ကသိုလ်ရှိပါမယ် Met Falun တက္ကသိုလ်ကစာသင်နှစ်ကို August intake နဲ့ January intake ဆိုပြီးတော့ admission နှစ်ခါခေါ်ပါတယ် August intake ဆိုတာက August လမှာကျောင်းစတက်ရမယ် intake ဖြစ်တဲ့အတွက်ကြောင့်မလို့ August intake လို့ခေါ်ပါတယ်အဲ့တော့ January လမှာကျောင်းစတက်ရမယ်ဆိုရင်တော့ January intake လို့ခေါ်ပါတယ် August intake အတွက် admission round တွေကတော့ January February March April May ဆိုပြီးတော့တစ်လကိုတစ် round လုံးနဲ့စုစုပေါင်း round 9ခုမှာကျောင်းလျှောက်လို့ရပါတယ်အခုကမေလဆိုတော့ round 5နောက်ဆုံး round ရောက်ပြီဖြစ်ပါတယ်ကျောင်းလျှောက်ဖို့ရှိမယ်ဆိုရင်တော့အမြန်ဆုံးလျှောက်ဖို့အတွက်အကြံပြုလိုပါတယ် January intake အတွက်ကကျတော့ environmental health business administration နဲ့ tourism business and advance ဒီ major 3ခုပဲလျှောက်လို့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ Met Falun တက္ကသိုလ်မှာအခြား major နဲ့ကျောင်းတက်ချင်မယ်ဆိုရင်တော့ August intake ကိုလျှောက်ဖို့အတွက်အကြံပြုလိုပါတယ် Met Falun University admission နဲ့ပတ်သက်ပြီးတော့အသေးစိတ်သိရှိလိုပါကဒုစီမှာအခမဲ့မေးမြန်းစုံစမ်းလို့ရပါတယ် Falun agency Velvet page ကိုလည်းဆက်သွင်းနိုင်ပါတယ်အခမဲ့ကျောင်းလျှောက်ကူညီပေးပါတယ်အားလုံးပဲ have a nice day bye